ဒီနေ့ကတော့ E ရဲ့ daily skincare look vlog လေးပဲဖြစ်ပါတယ်။ဘာဖြစ်လို့ skincare look လို့ပြောရလဲဆိုရင် E က makeup လိမ့်နေလို့မဟုတ်လို့ပါ။အဲ့အတွက်ကြောင့် E ရဲ့ skincare look လေးကိုတူတူ E နဲ့လိုက်ကြည့်ပေးပါအောင်နော်။ကဲအခုဆိုလို့ရှိရင် first step အနေနဲ့အရာ Dior ရဲ့ထုံနာလေးကိုလိမ့်မှာဖြစ်ပါတယ်။ဒါကအခုခီးရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါ travel ဟွာလေးနဲ့ travel bottle လေးနဲ့ထည့်ထားတာပေါ့နော်။ခုဆိုလို့ရှိရင်တုံနာပေးသွားလို့ရှိရင် Dior ရဲ့ essence လေးပေါ့နော်ခုဆိုလို့ရှိရင် essence ပြီးသွားလို့ရှိရင် serum လေးကိုလိမ့်ပါမယ်ရှင်ဒါ Dior ရဲ့ serum လေးပါserum ပြီးသွားလို့ရှင်အရာ CT ရဲ့ moisturizer လေးကိုလိမ့်ပါမယ်ရှင် CT ရဲ့ magic cream လေးပေါ့နော်ဒါအခုဆိုလို့ရှင်ဒါ moisturizer လိမ့်ပြီးတဲ့ condition လေးပေါ့နော်ဒါ moisturizer လေးနဲ့ဒါသူ့ moisturizer လေးနဲ့တော်တော်လေးမျက်နှာလေးကလုံးနေပေါ့နော်ဒါပြီးသွားလို့ရှိရင်ဤကဒါလက်ဆောင်ရထားတာဒါကိုရီးယားကနေရဒီမှာရှာလို့မတွေ့ဘူးပေါ့နော်ကိုရီးယားလက်ဆောင်ရထား Innisfree ရဲ့ဒါ brightening plus glow cream ပေါ့နော်ဒီကြတော့ makeup မလိမ့်တဲ့အခါကျတော့ဒါမျိုးလေးတွေနည်းနည်းလိမ့်တော့အဆင်ပြေတယ်ဆိုတော့ဒါလေးကိုsunscreen မတိုင်ခင်မှာဤဒါလေးကိုလိမ့်ပါတယ်ဒါလို့ရှိရင်ဒါပို့ပြီးတော့ brightening ဖြစ်သွားတာပေါ့နော်အဲ့ဒါပြီးသွားရင်အခုsunscreen လိမ့်မယ်ပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ဒါအခုစင်ကူမှာရောက်နေတာဆိုစင်ကူမှာအပြင်နေလျှောက်သွားပူတော့အရာ sunscreen ကို2မျိုးလိမ့်ပါမယ်ဒါကအရောင်မပါဘူးပေါ့နော်ဒါ Shiseido base အရောင်မပါဘူးဒါလေးကိုအရင်လိမ့်ပါမယ်sunscreen ပထမတစ်ထပ်ပြီးသွားပြီပေါ့နော်ပြီးတော့ဒုတိယ sunscreen နေနဲ့အရာ Viho ရဲ့ CC cream ကိုလိမ့်ပါမယ်ဒီဟာကတော့ sunscreen နဲ့မှာလေနှစ်နဲ့ချီပြီးတော့ရန်ကုန်မှာကတည်းကနှစ်ကဆိုအများကြီးကြာပြီပေါ့နော်10စုနှစ်မကတော့ဘူးရန်ကုန်မှာကတည်းကဒီဟာတစ်မျိုးတည်းကိုဆွဲလန်းသုံးတယ်ကျန်တဲ့ဟာတွေလည်းသုံးတယ်ပေါ့နော် sunscreen ကိုမျိုးစုံသုံးတယ်ဒါပေမဲ့ဒါကတော့တစ်ခုတည်းတော့ဒါဆွဲမြဲသုံးတဲ့ Viho cream မှာအရန်ကြိုက်တယ်ခုဆိုလို့ရှိရင် sunscreen မှာလိမ့်ပြီးသွားတဲ့ step ပေါ့နော်ဒါကလင်းချင်းဆိုတော့နည်းနည်းလေးဖွေးလေးတော့ရှိနေတယ်ခဏနေလို့ရှိရင်ဆိုတော့တူတိတ်သွားတာပေါ့နော်ဆိုတော့အဲ့ look လေးကိုကြိုက်တယ်အဲ့တော့တစ်ခါကြာရင်ဥမာပွဲတော့ဘာလို့ရှိတယ်ဆိုရင်เนาะဤကကူရှင်လေးနည်းနည်းပါလိမ့်တယ်အခုဆိုလဲယူလာရဲပေါ့နော်ကူရှင်ကတော့ Dior သုံးတယ်ပြီးလို့ရှိရင် Korea brand တစ်ခုသုံးတယ်နာမည်မေ့သွားလို့နောက်ပြီးလို့ရှိရင်ဒီ Musicale ဆိုတဲ့ဟာလေးသုံးတယ်သူလည်းတော်တော်အဆင်ပြေတော့တစ်နေ့လုံးခံတယ်ပေါ့နော်ပွဲတော့ဘာလို့ရှိလို့ရှိရင်ဆိုတော့ဤကအခုလောလောဆယ်တော့ဒီ sunscreen ပြီးသွားလို့ရှိရင် blusher လေးတစ်ခါလေးတန်းအောင်မယ်ပေါ့နော်blusher ကိုလည်းအရာလွယ်ကူကူဒီရဲ့ Pixi ရဲ့ဒီ blusher cream ကိုပဲအသုံးပါတယ်ခုဆိုလို့ရှိရင် blusher လေးလည်းပြီးသွားပြီဆိုတော့နောက်ဆုံး look ကတော့အရာ highlight လေးနည်းနည်းထည့်ပါမယ်အခု highlight လေးလည်းထည့်ပြီးသွားပြီဆိုတော့ဒီနောက်ဆုံး step အနေနဲ့ lipstick လေးအောင်ပါမယ်ဒါ YSL ရဲ့ lip balm လေးပါကဲအခုဆိုလို့ရှိရင်အီရဲ့တကယ်ကိုပပကြည့်ကြည့် daily look လေးပြီးသွားပါပြီဒါ daily skincare look လေးပေါ့နော်အဲ့ဒါအခုဆိုရင်အီပြင်သွားဖို့ ready ဖြစ်ပြီမို့လို့အပြင်သွားလိုက်ပါအောင်မယ်ကြည့်ရှုပေးတဲ့လူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်တတား